င်္ဂလန်နဲ့ပြင်သစ်တို့ရဲ့ကမ္ဘာဖလားတတိယလူပွဲကြိုတုံးတက်ချက်ပါမင်္ဂလာပါ final whistle ဖြစ်ပါတယ်ဒီနေ့တော့တတိယလူပွဲကစားသွားကြတော့မယ်ပေါ့နော်ကျွန်တော်အရင်ဆုံးတမန်ချောင်းစင်လာလေးတစ်ခုကိုအရင်ပြောပြချင်ပါတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကမ္ဘာဖလားတတိယလူပွဲကစားခဲ့တဲ့နောက်ဆုံး10ချိန်မှာ9ချိန်တိတိဂိုးပေါ်ခဲ့တယ်ဆိုတဲ့အချက်ပဲဗျဒါကတော်တော်လေးကိုဒါများတယ်ပေါ့နော်2018ခုနှစ်ဒါရုရှားကမ္ဘာဖလားတစ်ခုပဲဂိုးအောက်ခဲ့တယ်ဗျဒါတော့အပြည့်အဝအောက်ခဲ့တာမဟုတ်ဘူးဘယ်ဂျီယန်နဲ့အင်္ဂလန်2-0ဆိုတဲ့ result ထွက်ခဲ့တယ်ပေါ့နော်ဒါကြောင့်မို့လို့ရာဂိုင်နှုန်းအားဖြင့်ဒီတတိယလူပွဲတွေကဒီ90ရာခိုင်နှုန်းအထိကိုဂိုးပေါ်တယ်လို့ဒါပြောလို့ရတယ်ပေါ့နော်ဒါကဘာကိုပြောနေလဲဆိုလို့ရှိရင်ဒီ semi final ကပြုတ်လာတဲ့အတင်းတွေတတိယလူပွဲကစားကြတဲ့အခါဒီကိုယ်နိုင်ငံကိုယ်လူမျိုးကိုယ်ပရိသတ်တွေကိုချွေးတိတ်ဖို့ပိုကြိုးစားကြတယ်ဆိုတဲ့အချက်ကိုတွေ့ရတယ်ဒီအစ်စ်မှာလည်းတကယ်တမ်းသူတို့တိတ်ပြီးတော့ပိတ်ဆော့တာမျိုးတွေမရှိတော့ဘူးဖွင့်တိုက်ကြတယ်ရဲရဲတင်းတင်းပဲသူတို့သူတိုက်ကိုတိုက်နဲ့အဲ့လိုတုံးတိုက်ကြားကြကစားကြတာတွေတွေ့ရတယ်ကျွန်တော်တို့ဒီ final ကစားကြတဲ့အတင်းတွေလိုမျိုးဗျာအမားလုံးမှာစိုးရိမ်ပြီးတော့ထိန်းပြီးတော့ကန်ကြတာမျိုးတွေတိတ်မရှိတော့ဘူးရဲရဲတင်းတင်းကစားကြတယ်ပေါ့နော်ဒါကြောင့်မို့လဲဒီတတိယလူပွဲတွေကပို့ပြီးတော့မြန်ဆိုင်ဖြစ်တယ်အပြန်အလှန်တွင်းကိုတွေပို့ပြီးတော့မြင်တွေ့ရတယ်လို့ဒါပြောလို့ရတယ်ဒီအချက်ကကျွန်တော်အနေနဲ့ဒါအရှိတရားဒီကိုတွေအနေနဲ့ထက်တွင်းစဉ်းစားတင်တယ်လို့ထင်လို့ဒါကျွန်တော်ပြောပြတာဖြစ်ပါတယ်။ Okay ဒီနေ့ပွဲရဲ့ဒါဂိုးပေါင်းကြီးလေးကိုကြည့်လိုက်အောင်ဂိုးပေါင်းကြီးက3.50ဗျဒါလေးကတော်တော်လေးမာတယ်လို့ကျွန်တော်မြင်တယ်ပြီးတော့ဒီကြီးကလည်းတက်လာတာပေါ့နော်ဒါအစကဒါ3.60ပဲရှိတယ်3.60ကနေဒါ3.50ဆိုတော်တော်လေးဒါကြီးကပြောင်းလဲလာတယ်လို့ဒါပြောရမယ်ပေါ့နော်ဒီအချက်ကကျွန်တော်တို့အနေနဲ့ဒီလေးကိုတွင်းမှာအပြည့်အဝပျော်ရွှင်ခွင့်ရမယ်ဆိုတဲ့အဓိပ္ပာယ်ပဲဗျပြင်သစ်အနေနဲ့ဗျပြင်သစ်ကိုတစ်ချက်ကြည့်အောင်ပြင်သစ်အနေနဲ့ကမ္ဘာဖလား9ပွဲကစားရတဲ့အတိုင်းတာမှာ2ပွဲပဲဒါ4ဂိုးထိရောက်တယ်ပေါ့နော်အင်္ဂလန်ဒီလည်း9ပွဲကစားရတဲ့အတိုင်းတာမှာ2ပွဲပဲ4ဂိုးထိရောက်တယ်ဒါကိုကြည့်ချင်အဖြစ်ဒီ3.50ဆိုတဲ့ကြီးကကျွန်တော်အမြင်အရတော့ကြီးကတော်တော်လေးမာတယ်လို့ကျွန်တော်ကတော့ဒါပြောရတယ်ယုံလဲယုံကြည်တယ်ဗျโอเคဒါကတစ်ပိုင်းပေါ့နော်ပြီးတော့ဒီနှစ်တင်းရဲ့နေရှားကိုကြည့်လိုက်နှစ်တင်းလုံးကတိုက်စစ်အားတန်တဲ့အတင်းတွေပြီးတော့ဒီပြင်သစ်ပေါ့နော်ပြီးခဲ့တဲ့စပိန်နဲ့ပွဲမှာဂိုးပေါက်ပြောက်ခဲ့တာဖြစ်တဲ့အတွက်ဒီပွဲမှာသူတို့ရဲ့ဂိုးပေါက်ဂိုးတွင်းဂိုးဆာလောင်မှုတွေကိုပြန်ပြီးမြင်ရမယ်တိုက်စစ်ပေါက်ကွဲမှုတွေကိုကျွန်တော်တို့ထပ်ပြီးတွေ့ရမယ်ပြီးတော့ပြန်ပြီးတော့ခံဘက်လာလိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်ပြီးတော့အင်္ဂလန်ကိုယ်တိုင်လည်းခံစစ်ပိုင်းအားနေသည့်တိုင်သူတို့တိုက်စစ်ပိုင်းကဂိုးတွင်းဆန်းဆောင်ရည်တွေအဆုံးတက်ပိုင်းတွေဒါမြင့်မားဖြစ်တဲ့အတွက်ဒီပြင်သစ်ကိုလည်းသူဂိုးပြန်ရနိုင်တယ်ဗျဒါကြောင့်မို့လို့ဒီပွဲကအပြန်လန်တွင်းဂိုးတွေလာဖို့လားလာလေးတော်တော်အားကောင်းတယ်လို့ကျွန်တော်ယူဆတယ်အနည်းချုပ်ရလို့ရှိရင်ကျွန်တော်တို့ဒီကမ္ဘာဖလားတတိယလူပွဲရဲ့အစင်လာဂိုးပေါ်တဲ့အချက်ရယ်ပြီးတော့ဒီပွဲရဲ့ဂိုးပေါင်းကြီးကတိတတာပြောင်းလဲပြီးတော့မာကျော်လာတဲ့အချက်ရယ်နောက်ဆုံးတစ်ချက်ကဒီနှစ်တင်းကတိုက်စစ်အားတန်ပြီးတော့ဒီပွဲမှာပိတ်တက်တွေကိုချွေးတိတ်ဖို့စူးစမ်းလာကြမှာဖြစ်လို့မြဲဆိုင်ဖြစ်လာမယ့်အချက်ဒီအချက်တွေကြောင့်မို့လို့ကျွန်တော်ကဒီနေ့တတိယလူပွဲအင်္ဂလန်နဲ့ပြင်သစ်တို့ရဲ့ပွဲလေးကိုဂိုးအများဂိုးပေါ်လေးကိုနစ်တက်ပါတယ်ဒါကြောင့်မို့လို့ညီကိုတွေအတွက်ကျွန်တော်အကြိုက်ခံမှန်းချက်ကတော့ဂိုးပေါ်ဖြစ်ပါတယ်